SO5C engine ပါလာတဲ့ကားတွေဝယ်မယ်ဆိုလို့ရှိရင်မေးရမှာဒါပန့်ရှိမီသားလားဘာပန့်ထည့်ထားလဲဟုတ်ကဲ့ကိုကျွန်တော်တို့ဒီ mechanic ပန့်ရိုးရိုးပန့်ကိုကျွန်တော်ရှိမီသားပါဆိုလို့ရှိရင်ကျွန်တော်တို့ဈေးပို့ပေးရတာတန်နေဗျမင်္ဂလာပါဗျကားချစ်သူညီကိုမိတ်ဆွေများအားလုံးကျွန်တော်အရင်တစ်ခေါက်တုန်းက Isuzu ရဲ့ 48G1 engine အကြောင်းပြောတဲ့အခါမှာတော့ Isuzu ကထုတ်တဲ့ 48G1 engine ဟုတ်ပါတယ်ဗျအားလုံးဒီ engine ကနာမည်ကြီးရလဲကားလောကမှာဗျာဒီ engine ပါလို့ချင်းဈေးကိုဘာဖြစ်လို့ပို့ပြီးတော့တိုးခေါ်ကြရလဲ engine power 4580cc ရှိရဗျာစလင်ဒါ၄လုံးနဲ့လာတယ်စလင်ဒါတစ်လုံးကို1လီတာကျော်ဝင်ဆန့်တဲ့သဘောရှိရဗျာအဲ့ဒါကြောင့်ဒီကောင်းရဲ့ရုံးအားတော်တော်ကိုကြောက်စရာကောင်းတယ်ဗျာဒီကောင်းရဲ့စလင်ဒါအကျယ်ဝန်း135mm ရှိပြီးတော့ piston တစ်ခုရဗျာအတက်အဆင်းရဲ့အကွာဝေးရ130mm ထိရှိရဗျာဒီတော့ square engine size ရဲ့ပုံစံမျိုးပဲဒီကောင်းကဘာကိုအကျိုးပြုလဲဆိုတော့ဗျာကျွန်တော်တို့ RPM မြင့်တဲ့အချိန်မှာလဲဆွဲအားကြမသွားဗျာ RPM နှိမ့်သွားတဲ့အချိန်မှာလည်းဒီကောင်ကဆွဲအားလုံးဝမကျဘဲလန့်ညီနဲ့ဗျာအလုံးလုံးနိုင်တဲ့သဘောဗျာသူက OHC စနစ်ကိုသုံးထားတာဗျာဟိုးအရင်ကလို့ဒုထောက်စနစ်တွေကိုသုံးထားမှာမဟုတ်ဘဲနဲ့ဗျာဒီကမ်ချက်တွေကအပေါ်ရောက်သွားတယ်ဘယ်လေးတွေကိုဖွင့်ရပိတ်ရတာတော်တော်ကိုတိကျသွားတယ်ဗျာလေဝင်လေထွက်လဲပိုကောင်းလာတယ်ဒါပေမဲ့ဒီကောင်ရဲ့ကမ်ချက်တွေကိုမောင်းဖို့အတွက်ဗျာဒီ timing pad တွေကိုမသုံးတော့ဘူးဗျာအဲ့ဒီအစားကျွန်တော်တို့ဒီ timing gear ကိုပြောင်းသုံးလိုက်တာဗျာဒီချက်ကနည်းနည်းလေးအရေးကြီးရဗျာ timing gear ကိုပြောင်းသုံးလိုက်လို့ရှိရင်ကျွန်တော်တို့စက်တန်နည်းနည်းလေးကျဲလာမယ်ဗျာညံလာမယ်စူတာပေါ့ဒါပေမဲ့ကောင်းကျိုးကဘာလဲဆိုတော့ဗျာဒီကောင်ကပြက်เสียကျိုးမရှိတော့ဘူးဗျာဂီယာနဲ့ပဲဓာတ်ရိုက်လာဖြစ်တဲ့အတွက်ကျိုးပြက်မှာတော့ပူစရာမလိုတော့ဘူးပေါ့ဗျာဒီအချက်ကတော့မြန်မာပြည်ရဲ့နေရာမျိုးနဲ့ဆိုကွက်တီပဲဗျာ engine ရဲ့ fuel system ဘိုင်းအောင်ကျွန်တော်သွားပြီးတော့ကြည့်အောင်ဗျာဒီကောင်က mechanical inline ပန့်အောင်သုံးထားတာအထူးသဖြင့်ဒီ Z တစိတ်တွေဗျာဒီပန့်နေရဲ့အားသာချက်က C အရန်မရွေးဘူးဗျာမြန်မာပြည်ကဒီဇယ်တွေကဗျာရေပါခြင်းပါမယ်အမိုက်တွေပါခြင်းပါမယ်ဗျာ 4G1 AC ပဲဗျာတန်းထည့်ပြီးတော့မောင်းလို့ရတယ်ကွန်ပျူတာဘောက်တွေစင်ဆာတွေမပါဘူးဗျာအဲ့တော့ခမနေမျိုးလေးမှာပြတ်မှာလားလမ်းဘေးတွေ့တဲ့နေရာမှာပြတ်မှာလားခမကားဝက်ချောဆရာလေးတောင်ဒီပလေယာနဲ့ဝက်ဥလှည့်ပါရင်တော့ပြင်နိုင်တဲ့အနေထားဗျာဒီကောင်ရဲ့ injection system ဗျာဓာတ်ရိုက် injection ဗျာ CO ဗျာ piston ကိုဓာတ်ရိုက်ဖြန်းပြီးတော့စက်ကိုနှိုးတာအဲ့တော့ခမစက်နှိုးရတာပို့ပြီးတော့လွယ်မယ်ဗျာစီစားလဲတက်တာရယ်ဗျာအေးခံတဲ့စနစ်ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီကောင်မှာအားနဲ့ချက်တစ်ခုတော့ရှိရယ်ဗျာ 4HG1 ဗျာ engine power ကြီးတော့ဒီကောင်အပူထွက်တာများတယ်ဗျာအဲ့တော့ခမရေတိုင်ကြီးကတော့တော်တော်ကိုကောင်းနေမှရမယ်ဗျာအထူးသဖြင့်ဗျာဒီ cylinder gasket ကခမအပူများလို့ရှိရင်ကွဲလွယ်တဲ့အထဲမှာပါတယ်ဗျာဒါကြောင့်များဒီ 4HG1 ကိုခမတို့သုံးမယ်ဆိုလို့ရှိရင်ရေအပူချိန် temperature ကိုအမြဲတမ်းမျက်ခြေမပြတ်စောင့်ကြည့်ဖို့တော့လိုလိမ့်မယ်ဗျာနောက်တစ်ခုကလူတိုင်းမေးကြတဲ့မေးခွန်းဗျာအကိုရေးတဲ့ 4HK1 နဲ့ဘာကွာလဲတဲ့ချင်းချင်းလေးပြောပြမယ်ဗျ 4HK1 နီးပညာအရန်မြင့်နေဗျ Comorain စနစ်ကိုသုံးတယ်စီစားပို့ပြီးတော့တက်တာတယ်အတန်ငိန်တယ်မိကိုတယောက်ကညီရေးတဲ့ဒီ Isuzu ဈေးတွေကလည်းခေါင်ခိုက်နေကန်တာဈေးတွေကလည်းခေါင်ခိုက်နေကွာတဲ့ဒီသူ့လောက်လဲသုံးလို့ကောင်းအောင်ဈေးကလည်းတက်တာတဲ့နောက်ထပ်ရွေးစရာမရှိဘူးလားတဲ့ဟုတ်ကဲ့ရှိပါတယ်ဗျဒါကတော့ကျွန်တော်တို့ဒီ Toyota Dyna နဲ့ Hino Duro တွေမှာပါလာတဲ့ဒီ SO5C ဆိုတဲ့ engine ဗျဒီ engine ကမြန်မာပြည်မှာဗျာချစ်တဲ့သူရှိသလိုမုန်းတဲ့သူလည်းရှိရဲ့ဗျဘာလို့လဲဆိုတော့သူ့မှာပါလာတဲ့ဒီနီးပညာတချို့ကြောင့်ရိုးရိုးလေးပဲဗျကျွန်တော်တို့ရှီယာ C တွေနဲ့မကိုက်ညီလို့ဗျဒါပေမဲ့ဗျကျွန်တော်တို့မြန်မာတွေဆိုတာဗျမရရအောင်ပြင်ပေါင်းတဲ့လူမျိုးတွေမဟုတ်ဘူးလားဗျဒီ engine ကိုဆရာကြကြကင်တတ်သွားရင်ကန်တာတို့ Isuzu တို့ထက်ဗျတက်တာတဲ့ဈေးနဲ့ဗျဒီ Isuzu နီးပါးဒီကန်တာနီးပါးစွမ်းဆောင်ရည်ရှိတဲ့ engine တစ်လုံးရဲ့အကြောင်းကိုကျွန်တော်အသေးစိတ်လေးပြောပြပေးမယ်ဗျအဲ့ဒီ engine ကတော့ကျွန်တော်SO5C ပါပထမဆုံး SO5C engine ကိုဗျာဒီ1990ပြည့်နှစ်အလွန်နေဒါမှမဟုတ်ဒီနောက်ပိုင်းကာလဒီ2000ဝန်းကျင်ပါဗျာ Hino Duro နဲ့ဒီ Toyota Dyna တွေမှာအများဆုံးတွေ့ရတဲ့ engine ဗျမိတ်ဆွေတို့မှတ်ထားမှာဒီ Hino နဲ့ဒီ Toyota ဆိုတာအညီကိုတွေပဲဗျ Hino Duro ဆိုတာလည်းဒီ Toyota Dyna ရဲ့အမွှာပဲဗျဒါကြောင့်ဗျာဒီ engine ကို Toyota ကားတွေမှာလည်းတွေ့ရတတ်တယ်ဗျဒီ SO5C engine ကဗျာကျွန်တော်တို့ဒီ Isuzu မှာသုံးထားတဲ့ 48G1 4.5 နဲ့တော့ size အတူတူပဲဗျဒါပေမဲ့ဒီ SO5C ကနည်းနည်းလေးတော့ပိုတာပေါ့ဗျ cylinder လေးလုံးနဲ့လာတယ်ဗျဒီကောင်ကျတော့ဒီ overheat value OHV မဟုတ်တော့ဘူးဗျဒီကောင်ကျတော့ OHC overheat camshaft ဖြစ်သွားပြီဗျများသောအားဖြင့်တာဘိုတော့မပါဘူးဗျ SO5D တို့ဒီ JO5C တို့မှာတာဘိုပါလာတာများတယ်ဗျဒီ Isuzu ရဲ့ 4HG1 နဲ့ရှင်လို့ရှင်တော့ဒီကောင်အတန်ပိုငိမ့်နေဗျဒါပေမဲ့သူ့ရဲ့စက်ရုံကပါလာတဲ့ဗျဒီelectronic ပန့်ဗျအဲ့ဒါဒီကောင်းရင်ဇလန်းအစအဲ့တော့ကျွန်တော်နီးပညာနည်းနည်းလေးပြောမယ်ဗျ overheat camshaft စနစ်က camshaft ကိုအပေါ်မှာတင်ထားတာဗျဒါကြောင့်ဒီ value အဖွင့်ပိတ်ကတိကျတယ်ဗျအတန်ငိမ့်နေဒါပေမဲ့တတိထားမှာဗျဒီ timing pad တွေမဟုတ်ဘူးဗျ timing gear နဲ့သွားတာဗျ
တချို့ model အနေနဲ့မှာတော့ဒီ budget ပါပဲမဲ့ဗျာဒီ Dodo SO5C အများစုကတော့ gear drive တွေဗျ gear နဲ့ဆိုတော့ဗျာကျိုးပြတ်မှာတော့မပူရတော့ဘူးဗျာဒါကတော့ဒီကောင်းရဲ့အားသာချက်တစ်ခုဗျဒီကောင်းရဲ့ဘူကဗျာ 108mm လောက်ရှိပြီးတော့ဒီ stock ကရှည်တယ်ဗျဒီတော့ဗျာရုံအားပိုကောင်းတယ်ကုန်တင်ပြီးတော့တောင်ပေါ်တက်တဲ့အခါဝုန်းကနေချက်ချင်းမတက်နိုင်ပေမဲ့ပျော်စွဲလေးနဲ့တက်သွားတဲ့အမျိုးဗျာဂျပန်လာတဲ့အတိုင်းဆိုလို့ရှင်ဗျာသူ့မှာ ECU ပေါ့ဒါကျွန်တော်မြန်မာပြည်ရဲ့အခေါ်နှုန်းနဲ့ဆိုရင်ဒီ computer box ပေါ့ဗျာ computer box ပါတယ်ဗျာဒီ C ပန့်လည်းဒီ electronic rotor တွေပန့်ဗျာဒီဝါကြိုးတွေအများကြီးပါတယ်ပန့်ပေါ့ဗျာဂျပန်မှာတော့ဒါစီစားတက်တာတယ်ဗျာမီကုန်းမထွက်ဘူးအရန်ကောင်းတယ်ဒါပေမဲ့ကျွန်တော်မြန်မာပြည်ရောက်ရင်ရောအဆိုးဆုံးရန်သူဗျဒီ SO5C ဂျပန်ကျ original ဝဲလာလို့ရှင်ဗျာကားကအရန်နှုတ်တယ်ဗျစီတန့်မှကြိုက်တယ်ကျွန်တော်တို့စီကဒီဇယ်ကတခါတလေရေးပါမယ်ဗျာဒီဆာလာဖာပါမယ်ဗျာဒီတော့ဒီ electronic ပန့်နေရဲ့စင်ဆာတွေကကြီးများလာရောဗျာဘလို့လက္ခဏာတွေပြတယ်လဲဆိုလို့မနဲ့အစောဆက်နှိုးရတာခက်မယ်ဗျာမောင်းနေရင်လည်းကျွန်တော်ဆက်ထိုးရသွားမျိုးတော့ဒီလီပါနင်းမရဖြစ်တတ်တယ်ဗျာနောက်တစ်ခါကျွန်တော်ရှက်မီးတွေလည်းလင်းလာမယ်ဗျာအဲ့တော့ဗျာပြင်လို့ရလားရတယ်ဗျာဒါပေမဲ့ဒီ electronic ပန့်ပြင်ဈေးကြီးရဗျာပြက်ဖို့လည်းအရန်လွယ်တော့ကျွန်တော်တို့ကားသမားတွေတော်တော်များများတော့မကြိုက်ကြဘူးဗျာအဲ့တော့မြန်မာနီးလန်းနဲ့ကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ပန့်ရှင်းနေဗျ electronic ပန့်ကိုဖြုတ်ပလိုက်တယ်ဗျာပြီးသွားလို့ရှိရင်ကျွန်တော်တို့ mechanic ပန့်ဒီရိုးရိုးပန့်အထူးသဖြင့်ဗျာဒီ SO5C ကိုဒီ inline ပန့်ပြောင်းလိုက်တဲ့အခါကျလို့ရှိရင်ဘယ်လိုတွေဖြစ်သွားလဲဆိုတော့အကျန်းပို့ပြီးတော့ခံနိုင်သွားရဗျာစီလုံးဝမရွေးတော့ဘူးဗျာပြင်ရတာလည်းလွယ်တယ်ပေါ့ဗျာဒီဥမာကျွန်တော်တို့နယ်တွေဆင်းတဲ့အခါမှာပေါ့ဗျာနယ်တွေမှာကားပြက်ပြီဆိုလို့ရှိရင်တော့မှဒါဝက်ဥလှည့်လေးတစ်ခုရှိလို့ရှိရင်ပြင်လို့ရရဗျာဒါပေမဲ့ power တော့နည်းနည်းကျသွားမယ်ဗျာ ECU ပေါ့ဗျာကွန်ပျူတာထိန်းချုပ်မှုမရှိတော့နည်းနည်းလေးစီစားပို့သွားမယ်ဗျာဒါပေမဲ့စိတ်ချမ်းသာမှုကအရေးကြီးဆုံးပဲဗျာဒါကြောင့်ဗျာမိတ်ဆွေတို့ကဒီ SO5C engine ပါလာတဲ့ကားတွေဝယ်မယ်ဆိုလို့ရှိရင်မေးရမှာဒါပန့်ရှိန်ပြီးသားလားဘာပန့်ထည့်ထားလဲဟုတ်ကဲ့ကိုကျွန်တော်တို့ဒီ mechanic ပန့်ရိုးရိုးပန့်ကိုကျွန်တော်ရှိန်ပြီးသားပါဆိုလို့ရှိရင်ကျွန်တော်တို့ဈေးပို့ပေးရတာတန်တယ်ဗျဟုတ်ပြီဗျာကျွန်တော်တို့ဒီ SO5C engine ပါလာတဲ့ကားတွေဝယ်မယ်ဆိုလို့ရှိရင်ဒီ engine ကကောင်းတာတွေလည်းရှိသလိုဆိုးတာတွေလည်းရှိရဗျဒီ Isuzu ရဲ့ 48G1 ကားတစ်စီးဝယ်မဲ့ပိုက်ဆံနဲ့ဒီ SO5C engine ပါလာတဲ့ကားကိုဝယ်မယ်ဆိုလို့ရှိရင်ကားမော်တယ်ပုံမြင့်တာရမယ်ဗျဒါမှမဟုတ်လို့ရှိရင်ပတ်စံပိုကြံမယ်ဗျနောက်တစ်ခါကျွန်တော်တို့ Isuzu ထက်လည်းစက်တံပိုငိမ့်မယ်ခကြီးအဝေးမောင်းလို့ရှိရင်နားကြီးတက်တာမယ်ဗျဒီ Hino နဲ့ Toyota ပစ္စည်းတွေကမြန်မာပြည်မှာပေါ်တဲ့အတွက်ဘယ်ဆိုင်မဆိုဝယ်လို့ရနိုင်တယ်ဗျဒါပေမဲ့ဗျာဒီ SO5C ကအပူနည်းနည်းကြောက်တယ်ဗျရေတိုင်ကြီးပိတ်နေတာတို့ဒီပန်ကာအားနေတာတို့ဆိုလို့ရှိရင် Huskat တွေလောင်တာလွယ်တယ်ဗျကျွန်တော် Isuzu လောက်တော့အကြမ်းမခံဘူးပေါ့ဗျာနောက်တစ်ခါကျွန်တော်ရေကိုလည်းခဏခဏစစ်ပေးဗျဂျပန်ကလာတဲ့ electronic ပန့်ဆိုလို့ရှိရင်ဒီဝါယာကြိုးတွေကနည်းနည်းရှုပ်တယ်ဗျပန့်ချင်းထားရင်တော့အဲ့ပြဿနာရှင်းသွားလိမ့်မယ်ဗျာဒီပြန်ရောက်ရင် Isuzu လောက်တော့ဈေးမမာဘူးဗျဒါပေမဲ့ဗျကျွန်တော်တို့မြန်မာပြည်ရဲ့ကားဈေးကွက်ကခမန်းတာလည်းခက်တယ်လို့ပြောရတာလည်းခက်တယ်ဗျအဲ့တော့ကျွန်တော်တို့ဒီ SO5C ကိုဘယ်လိုလူတွေရွေးတင်လဲကျွန်တော်ပြောပြမယ်ကျွန်တော်ပုံမှန်ရိုးရိုးလေးတွေးရတော့ကျွန်တော်တို့ဒီကားကိုဝယ်လို့ရှိရင်အပိုပစ္စည်းပေါ်လာခဏခဏပြတ်တက်လာအဲ့လိုရိုးရိုးလေးမတွေးဘဲနဲ့ဗျကျွန်တော်တို့ကကားတစ်စီးဝယ်မယ်ဆိုလို့ရှိရင်ကိုကဘယ်နေရာမှာသုံးမှာလဲဘာအတွက်သုံးမှလဲဆိုတာအရေးကြီးဆုံးပဲဗျဒါဆိုလို့ချင်းဒီ SO5C ကိုဘယ်လိုလူတွေရွေးသင့်လဲရန်ကုန်ပဲဖြစ်ဖြစ်မန္တလေးပဲဖြစ်ဖြစ်ပါဒီမြို့ရင်းမှာကုန်ဖြတ်မယ်ဆိုလို့ချင်း SO5C ရဲ့ share ပဲဗျနောက်တစ်ခါကျွန်တော်တို့ပွဲရုံလုပ်ငန်းရှင်တွေIsuzu နဲ့နည်းနည်းလေးဈေးသက်တာတယ်အလုံးလဲတွင်ကျတယ်ဗျကိုကလုပ်ငန်းတစ်လုပ်မယ်ဗျပွဲရုံဖွင့်မယ်ဆိုလို့ရှိရင်အရင်ကြီးလဲအများကြီးမလိုက်နိုင်သေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ Isuzu ကိုအတင်းလိုက်မဝယ်သေးနဲ့ဘူးဗျ Hino Duro SO5C ကလည်းရွေးချယ်စရာကောင်းတယ်ဗျပိုတဲ့ပတ်စံကိုလည်းကျွန်တော်တို့လုပ်ငန်းမှာပြန်သုံးလို့ရတယ်ဗျကိုပိုင်မောင်းမယ်ဒါမှမဟုတ်လို့ရှိရင်ဗျစိတ်ချရတဲ့ driver ရင်မိ view စိုက်တတ်တဲ့လူဆိုလို့ရှိရင်ဒီ engine က10စုနှစ်လောက်ကတော့ AC ပဲဗျတကယ်လို့ဗျမိတ်ဆွေကငါကားကိုငါပစ္စလက်ခတ်သုံးမယ်ဗျစီလဲကြုံရထည့်မယ်ရေလဲတစ်ခါတလေမှကြည့်မယ်ဆိုလို့ရှိရင်တော့ SO5C ကိုရှောင်ဗျ Isuzu ဘက်ကိုသွားအဲ့ဒါတွေကြတော့ဒီလောက်ဆိုရင်တော့ဒီ Hino Duro SO5C ရဲ့ engine အကြောင်းတော်တော်လေးစုံသွားပြီလို့ထင်တယ်ဗျဒီ electronic ပိုင်းကခဏခဏပြတ်တတ်တာဗျဒါပေမဲ့ကျွန်တော်တို့မြန်မာပြည်မြန်မာနီးမြန်မာဟန်နဲ့ပြောင်းလိုက်မယ်ဆိုလို့ရှိရင်ရိုးရိုးဒီ mechanic ဘက်ကိုပြောင်းလိုက်မယ်ဆိုလို့ရှိရင်တော့တော်တော်ကိုကောင်းတဲ့ဒီ engine တစ်လုံးပေါ့ဗျဈေးသက်သာပြီးတော့ဒီစွမ်းဆောင်ရင်ကောင်းတာကိုလိုချင်တယ်ဆိုလို့ရှိရင်ဒီ Hino Duro SO5C engine ပါတဲ့ကားတွေကိုရွေးတင်တယ်ဗျမိတ်ဆွေတို့ကဒီ SO5C ကိုသုံးခုကြလားဗျပန့်ရှင်းပြီးမောင်းထားရလားဘလို့နေလဲကို့မမအားမနာတန်းဆွေးနွေးပေးကြအောင်ဗျ